ဟုတ်ကဲ့မင်္ဂလာပါရှင်ကျွန်မဦးဆုံးပညာရှင်များအားလုံးကိုကျွန်မဒီနေ့ကနေပြီးတော့ဥစွာတောင်းပန်ချင်ပါတယ်ရှင်အတွက်လဲဆိုတော့ကျွန်မကဒီနေ့ကျွန်မသင်ထားတဲ့အကြောင်းအရာတွေကမှကျွန်မလီလာသင်ယူထားတဲ့အကြောင်းအရာတွေကမှမတည်သေးတဲ့သူတွေကိုထပ်ပြီးတော့ထပ်မံ sharing လုပ်ရှင်တာလေးပေါ့နော်အဲ့ဒါဘာအကြောင်းပါလဲဆိုတော့ဥပဒေပုံမှန်အကြောင်းတစ်ခုကျွန်မဒီလာ sharing လုပ်မှာဖြစ်ပါတယ်ရှင်အဲ့ဒါကိုကျွန်မလုပ်တဲ့အထဲမှာအမှားတစ်စုံတစ်ရာပါသွားခဲ့ရရှိတော့ကျွန်မကိုထောက်ပြလမ်းညွှန်ပေးကြပါလို့ဥပဒေပြောချင်ပါတယ်ရှင်ကျွန်မမျှဝေပေးသွားခြင်းနဲ့ပုံမှန်လေးရတော့မြန်မာရာဇသက်ကြီးပုံမှန်354ပဲဖြစ်ပါတယ်ရှင်354ရာဆိုရင်အမျိုးသမီးတဦးရဲ့ကာယအိန္ဒိယကိုထိခိုက်စေတဲ့အပြုအမူနဲ့ပတ်သက်တဲ့ပုံမှန်တစ်ခုဖြစ်ပါတယ်ရှင်မျိုးသမီးတယောက်ကိုအတင်းကင်တွဲတာဖက်တာထိတွေ့တာရိုင်းပြစွာဆွဲတာဖက်တာလိမ်ပိုင်းဆိုင်ရာတွေကိုရေရွှေရှိနဲ့အရှက်ခွဲတာစသည်ဖြင့်အဲ့ဒါတွေကိုပြုလုပ်လာခဲ့မယ်ဆိုရင်အဲ့ဒါတွေကိုရာဇသက်ကြီးပုံမှာ354နဲ့အရေးယူနိုင်ပါတယ်ရှင်စစ်တမ်းအနေနဲ့ဆိုလို့ရှိရင်ထောင်ဒဏ်2နှစ်ကြာခံရပြီးတော့ဒဏ်ငွေလည်းကြာခံရမှာဖြစ်ပါတယ်ရှင်ထောင်ဒဏ်ငွေဒဏ်2မျိုးစလုံးနဲ့ချမှတ်နိုင်ပါတယ်ရှင်မျိုးသမီးတယောက်ကိုအတင်းဖက်တာခွင့်မပြုဘဲကိုထိလျောက်ထိတွေ့တာလူရှိမှအရှက်ခွဲတာပြီးတော့အဲ့လိုမျိုးဆွဲလာရန်လာလောက်တာတွေရဆိုလို့ရှိရင်အဲ့ဒါတွေကပုံမှန်354နဲ့ညှိနိုင်ပါတယ်ရှင်အဲ့ဒါကြောင့်လို့ဒီ354ပုံမှန်ဟာအမျိုးသမီးတွေရဲ့လုံခြုံရေးနဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက်ရည်ရွယ်ထားတဲ့ပုံမှန်တစ်ခုဖြစ်တယ်ဆိုတာကိုကျွန်မဒီကနေပြီးတော့ sharing လုပ်ပေးလိုက်ပါတယ်ရှင်ကျွန်မတတိနားလည်နေလို့ပြောပြရှင်အားချင်းမဟုတ်ပဲနဲ့ကိုလိုပဲကိုထက်မသိတဲ့သူတွေအပြင်မှာအမျိုးသမီးတွေအဲ့လိုမျိုးဘယ်လိုပြောမလဲဒါမှပြန်မပြောရတဲ့အမျိုးသမီးတွေရှိနေမှာဆိုလို့ပါရှင်နောက်ထပ်ပြီးတော့ဗီဒီယိုတွေမှာလည်းကျွန်မလေ့လာထားသမျှသင်ယူထားသမျှတတိနားလည်တလောက်ကိုထပ်ပြီးတော့မှပြပြသွားမှာဖြစ်တဲ့အတွက်ကိုသိစင်တဲ့ပုံမှန်တွေရှိလို့ရှိရင်အကြောင်းအရာတွေရှိလို့ရှိရင်လည်းလာရောက်မေးမြန်းနိုင်ပါတယ်ရှင်နားတစ်စုံတရာပါသွားခဲ့ရရှိလို့ရှိရင်လည်းအားလုံးကိုတောင်းပန်ပါတယ်ရှင်ကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေ